ကျွန်တော်တရားထိုင်တာမှားတယ်ဆိုပြီးဗုဒ္ဓဘာသာလူတွေအများကြီးဝေဖန်ကြတယ်ကျွန်တော်ဗုဒ္ဓဘာသာကိုလေ့လာရနော်ခရီးယန်အစ္စလမ်ဂျိန်းဟိန္ဒူတခြားဘာသာလူတွေကမဝေဖန်သူတို့ဗုဒ္ဓဘာသာအရှင်းရှင်းတွေကလူတွေကိုကပဲအများကြီးဝေဖန်ကြတယ်ကျွန်တော်တရားထိုင်ပုံထိုင်နေမှားတယ်ပေါ့အဲ့လိုအသက်ရှူတာမြန်တာနှေးတာအသက်ရှူတာမြန်တာနှေးတာကိုမှားတယ်မှန်တယ်ဝေဖန်ကြတယ်ဒီသူတို့ကကျွန်တော်ဒီအသက်ရှူတာပုံမှန်လေးလို့ရှူစေချင်တာပေါ့အမေမွေးလာကြတဲ့ပါလာတဲ့ဒီအသက်ရှူပုံရှူနည်းအတိုင်းအဲ့လိုပုံမှန်လေးပဲရှူရမယ်မြန်မားတယ်နေမှန်တယ်ဒီပုံမှန်အတိုင်းပဲရှူရမယ်အဲ့လိုမျိုးတွေလာပြီးပြောတာပေါ့တရားထိုင်တာကရှူတာနေတာကဗราဏမကြောက်ဘူးသူကရှူသူကမြန်နေကွာဒါတွေကကျွန်တော်တို့အလုံးမဟုတ်ဒီဟာတွေကိုကိုကသွားပြီးထိန်းချုပ်เสียမလို့ဘူးကွာအသက်ရှူတာမြန်တာကြီးကိုသူတို့ကကျွန်တော်ထိန်းချုပ်စေချင်တာအသက်ရှူတာမြန်လို့ရှင်မားတယ်ပုံမှန်အတိုင်းပဲရှူရမယ်ဆိုတော့အဲ့ဒီမှာအသက်ရှူတာမြန်နေတာဘသူမြန်နေတာငါမြန်နေတာလို့မှတ်ယူတဲ့လူတွေအတွက်ကတော့ထိန်းချုပ်เสียလိုမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ကအဲ့ဒီနေရာမှာငါကတ်ထားတာမဟုတ်ကျွန်တော်ပြောအောင်နားလဲတယ်မလားအသက်ရှူတာမြန်နေတာသိနေတယ်ဒါပေမဲ့အဲ့ဒီမြန်တာကြီးကငါမဟုတ်ဘူးကွာ तू က तू ရှူနေတာ तू က तू ရှူနေတာကွာအဲ့ဒီအတွက်ကြောင့်မို့ကိုကသွားပြီး तू ငါတော့အသက်ရှူမြန်နေတာပဲပတ်ဝန်းကျင်လူတွေကတော့ငါ့ကိုကဲ့ရဲတော့မှာပဲအဟိုလူတွေကတော့အနောက်ရှက်ဖြစ်တော့မှာပဲစသည်ပဲအဲ့လိုအတွေးခေါ်တွေဝင်ပြီးတော့မှကိုကအဲ့ဒါယူပုံမှန်အတိုင်းလေးဖြစ်အောင်သွားပြီးလှုပ်เสียမလို့လှုပ်လို့ရှင်သေချာတယ်အဲ့ဒီလူကအဲ့ဒါငါကတ်ထားလို့ငါမြန်နေတာငါနှေးနေတာငါနှရှိထွက်နေအဲ့လိုမျိုးကိုကတ်ထားလို့အဲ့ဒီအချိန်မှာကျွန်တော်ကငါကတ်ထားတာမဟုတ်ဒီခန္ဓာကိုယ်ကြီးကငါကတ်ထားတာမဟုတ်တဲ့ तू က तू မြန်နေရှောင်းနှရှောင်းမဲ့မိုးပေါ်ထောင်နေအဲ့ဒါငါမဟုတ်အဲ့ဒါ तू က तू ဖြစ်နေတာကွာကိုကဘေးကနေသူ့ကိုကြည့်နေတယ်ဆိုတဲ့အချိန်မှာလဲတစ်ခုထပ်ပြောမယ်နော်ကြည့်နေတယ်ဆိုတဲ့အချိန်မှာလဲအဲ့ဒါကိုကကြည့်နေတာမဟုတ်ဘူးကွာအဲ့နေရာပြောလို့ခက်တယ်ကွာနည်းနည်းလေးထိုင်ဘူးတဲ့လူဆိုသိတယ်မြင်အဲ့ဒီခန္ဓာကိုယ်ကြီးကရှုံနေတာကိုသိတယ်အဲ့သိနေရလဲကိုမဟုတ်ဘူးကွာ तू က तू ဒရဇက်ဖြစ်ပြီးဒရဇက်သိပြီးဒရဇက်ပြတ်တာနော်ဟိုဘက်ကရှူတာလဲ तू က तू ဒရဇက်ရှူနေတာပဲ तू က तू နော်ပူတာတွေပေါ်လာလဲ तू က तू ပူနေတာပဲအဲ့ပူတာကြီးကိုသိနေတာလဲ तू က तू သိနေတာပဲပူတာရှိလို့ပူတာကိုသိတယ်ဆိုရဲအတိကပေါ်လာတာကွာကိုသိတာမဟုတ်သဘောပေါက်တယ်မလားအဲ့အတွက်ကြောင့်မို့ဒီအသက်ရှူတာမြန်တာနှေးတာကအဓိကမဟုတ်ဘူးဒီတချို့ဗုဒ္ဓဘာသာဝင်တွေကြတော့အရန်အစွန်းရောက်တယ်သူတို့ကစာအုပ်ကြီးနဲ့ကိုယ့်မျက်လုံးကြီးကိုဒီလိုပိတ်ထားတာအဲ့ဒီစာအုပ်တွေကဟာတွေကမမှန်ဘူးမဟုတ်မှန်တယ်ဒါပေမဲ့တရားခိုင်တော့အပြေးဝမှန်တယ်လို့ဘသူကအပြေးဝအာမခံနိုင်တယ်ဒီလောက်ခေတ်ဆက်ကမင်းနေအဆက်ဒီလောက်ထိမ့်သိမ်းလာတဲ့စာပေတွေတစုံတဦးတယောက်ရဲ့အတွေးခေါ်တွေမပေါင်းဆက်ထားဘူးလို့ဘယ်သူကမှန်လဲပြီးရင်နောက်တစ်ချက်ကတရားထိုင်လို့ရှင်ကျွန်တော်ပြောရမယ်ရှေးဆရာတော်ကြီးတွေရဲ့ရှူနီးကိုကြည့်ဒီစားတောင်ဆရာတော်တို့ရှင်မဟာရထတာရတို့ပြီးရင်ဘာဆရာတော်တို့မသိဘူးရှိတဲ့မေ့သွားရင်တော့နာမည်တွေကပါဠိတော်တွေမျိုးကျွန်တော်မေ့သွားအဲ့ဒီဆရာတော်ကြီးတွေဆိုလို့ရှင်လေတရားထိုင်လို့ရှင်တဲ့နော်ပုံမှန်ရှူနေတဲ့လေထက်ကိုပုံမှန်ရှူနေတဲ့ဒီအမေမွေးကလေးပါလာတဲ့တဘာဝလေထက်ကိုတိုးရှူအဲ့လိုတိုးရှူအဲ့လိုမျိုးပြောတယ်ဘာကြောင့်မို့လဲဆိုရင်ကျွန်တော်ပုရုဇဉ်เนี่ยဟိုတန်တရားဘယ်နဲ့တန်တရားလောက်ကမှမသိဘူးကျွန်တော်တို့ကလဲလာတာဖြစ်တဲ့အတွက်အခုမှစပြီးတရားတွေကိုကွက်နဲ့ထိုင်တဲ့ခါကျတော့အတွေးတွေကမဝင်မဲနဲ့မနေဘူးကွာအဲ့လိုမျိုးအတွေးတွေဝင်နေအိမ်ငိုက်တယ်အဲ့ဒါတွေရှိတဲ့အတွက်ကြောင့်မို့နော်ပို့ပြီးအာယုံစိုက်နေအောင်လို့တဘာဝလေလေးထက်ကိုတိုးရှူဆိုတာစားတောင်ဆရာတော်ကြီးရဲ့ရှုကတ်ကိုလည်းတွားကြည့်နော်တခြားဆရာတော်တွေရဲ့ရှုကတ်ကိုလည်းတွားကြည့်နောက်တစ်ခုအဲ့ဒါကိုဗုဒ္ဓကတင်ထားတာလည်းရှိတယ်နော်ပြင်စားဝတ်ကင်၅ပါးကိုပုံမှန်လေးထက်ကိုနည်းနည်းလေးတိုးရှူဆိုပြီးအဲ့လိုမျိုးလေးတင်ထားတာတွေလည်းရှိတယ်အဲ့ဒါကြောင့်မို့မြန်မာပြည်ကကြမ်းကန်နေနေပဲကိုယ့်ရဲ့မျက်လုံးယူကိုဒီလိုဇုံလုံးပိတ်မနေအဲ့လိုဗျာအသက်ရှူတာနေတာမြန်တာကဗราဏမကြောက်ဆိုဘာကအဓိကကြလဲပြောပြပေးမယ်နော်โอเคတရားရှူလို့တရားထိုင်လို့ရှိရင်ထိုင်ပြီးတော့ငိမ့်လေးအမေကိုလည်းပါလာတဲ့လေနဲ့ရှူရမယ်ဆိုတာလဲမှန်တယ်ဒါပေမဲ့ကျွန်တော်ကအဲ့လိုထိုင်လို့မရဘူးအဲ့လိုမျိုးလေးဒီတဘာဝလေလေးနဲ့ရှူပြီးထိုင်လိုက်တာနဲ့ကိုကပါရမီမပါတဲ့ခါကျတော့10မိနစ်ဆိုရင်ကိုပဲကိုကစက်ကြဝဠာကို2ပတ်လောက်ကပတ်ပြီးသွားပြီစိတ်တွေကပြောတာနော်စိတ်တွေကပြောအဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒီနည်းနည်းလေးရှူရတယ်ဒီကျွန်တော်အစောကပြောသလိုစားတောင်ဆရာတော်ကြီးတွေတခြားဆရာတော်ကြီးတွေပေါ့နော်သူတို့ပြောသလိုဒီပုရုဇဉ်များအရန်ကိုကျင်လည်ခဲ့တာများတဲ့ခါကျတော့တန်တရားကကျင်လည်ခဲ့တဲ့ဒီအရေးအယောင်ဒီ energy စိတ်တွေပါလာတာဖြစ်တဲ့အတွက်10မိနစ်လောက်ထိုင်လိုက်တာနဲ့စက်ကြောလာက2မိနစ်လောက်ပတ်ပြီးသွားအဲ့အတွက်ကြောင့်မို့ဆရာတော်ကြီးကဘယ်လိုပြောလဲတဘာဝလေထက်ကိုနည်းနည်းလေးတိုးရှူအဲ့လိုမျိုးတွေပြောတယ်နော်အဲ့ဒါတွေကို YouTube မှာရှာပြီးနာကြည့်တရားဟောတာကိုနားမထောင်နဲ့ဟိုရှိတော့ဇက်တော်မှာဗုဒ္ဓကဘယ်လိုကျင်လည်ခဲ့အဲ့ဒါကလူတိုင်းစာအုပ်ကြည့်ပြီးဟောတတ်တယ်မဟောတတ်တာကရှုွက်တွေကိုတွေ့တရားတွေနိဗ္ဗာန်ဝင်သွားတဲ့တရားတွေကိုမဟောတတ်တာအဲ့တော့ဗုဒ္ဓဘာသာကိုလေ့လာတယ်ဆိုတဲ့အခါမှာကျွန်တော်ကအဲ့ဒီဇက်တော်တွေကို
မလေ့တာဘာလို့လဲအဲ့ဒါကြီးကောက်ဖက်အရှင်းမေးကောက်ဖက်လို့ရတယ်အဓိကအရှင်းရှိတော့မှအားဆိုင်ပြီးလေ့လာတာဘာလဲဆိုဘယ်သူမှမဟောနိုင်တဲ့ရှုွက်တွေဟိုဆရာတော်ကဘလို့ဟောလဲဒီဆရာတော်ကဘလို့ဟောလဲဗုဒ္ဓကဘလို့ဟောခဲ့တယ်အဲ့ဒီရှုွက်တွေကိုလေ့လာတယ်အဲ့တော့သူတို့ရဲ့ရှုွက်တွေကိုလည်းတွားပြီးလေ့လာကြည့်ပါလေ့လာကြည့်လို့ရှင်ဘာတွေ့ရမလဲနည်းနည်းလေးတိုးရှုလိုက်ဘာကြောင့်မို့လဲဆိုကျွန်တော်ပုရုဇဉ်ညာစိတ်တွေရှိတယ်ဟိုထိနာမိတ်တာလားဘလို့လဲပါဠိလိုဘလို့ခေါ်လဲအဲ့လိုဆွမ်းလိုက်ဘလို့ထိုင်လိုက်တာနဲ့အိမ်ငါပြရတဲ့ဟိုခေါင်းကဟိုပြေးတီးပြေးဂရင်မော်ရောက်ဘာညာဆိုလို့အဲ့လိုမျိုးတွေကျွန်တော်တို့ကရှူရတယ်ရှူတဲ့အခါမှာနည်းနည်းလေးဒါလေးပေါ်မှာကိုကဒီမှာရှူနေတယ်ဆိုတော့တင်းနဲ့ဘာဖြစ်လာလဲအဲ့ဒီပေါ်မှာအာယုံလေးကြားလာပြီးတော့အဲ့ဒီမှာတမာရီဖြစ်လာတယ် yes အဲ့တော့အစောနာတစ်ဖက်ကဟာကိုကျွန်တော်ပြောပြပေးမယ်နော်အဲ့လိုမျိုးမရှူဘဲနဲ့တဘာဝလေအတိုင်းဒီလိုမျိုးလေးရှူရင်ရောတရားမဖြစ်ဘူးလားဆိုတော့ဖြစ်တယ်အဲ့လိုမျိုးရှူလိုက်လို့ကို10မိနစ်ထားလိုက်ပါဥပမာပြောတာ10မိနစ်အတွင်းမှာကိုကနော်ဒီဘာမဟုတ်ဘူးဆိုတော့လေရရှုလို့ရတယ်စိတ်တွေအာယုံတွေကလည်းဒီမှာကြည့်လို့ရတယ်ရုပ်နံုံလည်းမြင်တယ်တဘာဝလေးအတိုင်းရှူတာလေးကိုကိုကအဲ့လိုမျိုးမြင်တယ်ဆိုတော့ yes ဒါဆိုရင်တော့တင်ရတာတကယ်ပါရမီပါတာပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ဆက်ရှူပေါ့နော်ကျွန်တော်တို့ကတော့အဲ့လိုပါရမီမပါတော့ဘာဖြစ်လဲရှူရတယ်အဲ့လိုမျိုးမဟုတ်ရင်ဆွမ်းလိုက်ပြောလို့စိတ်ကစစ်တာဘောလောက်2ပတ်လောက်3ပတ်လောက်ပတ်ပြေးနေနော်ဟိုနိုင်ဝက်လောက်နေလူကအိပ်ပြောနေအိမ်မက်ထမ်းမှမျောနေအဲ့လိုဖြစ်တော့ကြောင့်ဘာဖြစ်လဲကိုကရှူရတယ်အဲ့တော့ကိုကစဉ်းစားကျွန်တော်မကဲ့ရိုက်ခင်မှာကိုကစဉ်းစားငါရောတရားထိုင်လို့ရှင်တကယ်တဘာဝအမေပေးထားတဲ့ဒီလေအတိုင်းရှူလို့ရှင်တကယ်အာယုံစိုက်လို့ရလားကိုကကိုအတိဆုံးအာယုံစိုက်လို့မရရင်တော့တေချာတဲ့တိုးရှူရမယ်ရှင်းတော့ယဟန္တာဆရာတော်ကြီးပြောခဲ့တဲ့အတိုင်းတိုးရှူရမယ်ပြီးရင်နောက်တစ်ခုဒီအသက်ရှူမြန်တာနှေးတာကအစောနာကျွန်တော်ပြောသလိုအဓိကဗราဏမကြောက်အဓိကဗราဏကြတာကဘာလဲဆိုလို့ရှင် तू အသက်ကရှူနေရက်ကိုဘာကိုရှုနေလဲဒီဟာကြီးရှုနေတာကကိုမဟုတ်ဘူးဒါကြီးကယုံနံဒါကငါမဟုတ်ဘူးငါမဟုတ်တဲ့သဘောကြီးကိုတက်ကိုမြင်လာဒါဆိုရင် तू အသက်ရှူရက်မြန်နေကိုနဲ့မဆိုင်အဲ့ဒီအချိန်မှာဒီအသက်ရှူတာနေတာတွေကိုလိုက်ပြီးရေတွက်နေတဲ့လူတွေကဘလို့လူတွေလဲဆိုရင်အဲ့ဒါငါကက်နေတဲ့လူတွေငါနေနေတာနော်ငါမြန်နေတာနော်ငါခါးလေးမက်အောင်ပါနော်မဟုတ်ရင်ဘေးကလူတွေကငါ့ကိုကက်ရတော့မယ်ငါ့ကိုအိမ်ငိုက်နေမလားလို့ထင်သွားအောင်မယ်ငါခါးကြီးကုန်းလို့မရအောင်နော်တေးချတယ်အဲ့ဒါငါကက်နေလို့ငါဖြစ်နေတာငါကုန်းနေတာငါရှူနေတာငါမြန်နေတာငါခေါင်းစောင်းနေတာငါဖြစ်နေတာငါကက်နေလို့တေးချတယ်အဲ့တော့ငါမကက်တဲ့လူဆိုရင်ဒါယူလွတ်ထားတာတော့သူဘာဖြစ်သတိလွတ်နေတာမဟုတ်ဘူးနော်တချို့လူတွေပြောတယ်တတိလွတ်နေတာနဲ့ငါကက်တာနဲ့တဲကိုတိဖို့လိုတယ်ကျွန်တော်ရှူတာတဲကိုပြောရင်ကျွန်တော်တတိလုံးဝမလွတ်ဘူးနော်ဒါပေမဲ့ငါလွတ်ထားတာငါစွာကိုလွတ်ထားတာအဲ့တော့တချို့ဒီဗုဒ္ဓဘာသာဝင်တွေကဘာနဲ့တွားရောလဲဆိုတတိနဲ့ငါနဲ့ကိုရောသွားတယ်ဘေးကတရားပြတဲ့ဆရာတွေကတတိကက်လို့ပြောလိုက်တာနဲ့တတိကငါဒီလိုပြရမယ်ငါဟိုလိုပြရမယ်ငါနဲ့ရှင်းကပ်လိုက်တာငါဒီလိုဖြစ်နေတယ်ဟိုလိုဖြစ်နေတယ်ငါဖြစ်နေတယ်အဲ့ဒါကငါကတ်တာတတိကတ်တာမဟုတ်တတိနဲ့ငါနဲ့ကိုတဲကွယ်တိဖို့လိုတယ်အဲ့တော့တရားပြတဲ့ဆရာတတိကတ်လို့ပြောလို့ရှင်တေးချာစဉ်းစားငါတတိကတ်လိုက်တာလားငါဆိုတဲ့ငါအစွဲကိုကတ်လိုက်တာလားငါဆိုတဲ့ငါအစွဲကိုကတ်ပြီးတော့မှငါပြင်လိုက်တာလားဘာဖြစ်လဲတေးချာတိဖို့လိုတယ်โอเคအဲ့တော့ကြောင့်မို့ကျွန်တော်ဘယ်နီးနဲ့ပဲရှူအသက်ရှူတာမြန်တာနေတာကိုဒီသဘောကိုသိလို့ရှင်အာယုံဆူးဆိုင်စာမလိုဘူးကွာအဲ့တော့အခုကျွန်တော်ပြောတာဘယ်နီးနဲ့ရှူတာလဲဟိုနီးလားဘယ်เจ้าရဲ့နီးလဲကျွန်တော်เจ้าရဲ့နာမည်ကိုထည့်မပြောဘူးเนาะကျွန်တော်အတွက်အကျိုးဖြစ်တဲ့နီးကျွန်တော်အတွက်တကယ်ကိုထိရောက်အကျိုးခံစားခွင့်ရခဲ့တဲ့ဒီနီးကိုကျွန်တော်ပြန်လဲပြောပြပေးတာเนาะနောက်တစ်ခုဗုဒ္ဓဘာသာကိုလေ့လာမယ်ဆိုရင်တော့တုံစကင်းနဲ့တက်မလာနဲ့ because ဗုဒ္ဓဘာသာဆိုတာစာရဲ့အကျင့်ရဲ့ဒါရုပ်ပေါင်းစပ်ထားတာအထူးသဖြင့်အကျင့်ပိုင်းကိုဦးစားပေးတဲ့ဘာသာဖြစ်တယ်ကျွန်တော်တခြားအစ္စလမ်ခရစ်ယာန်တို့တခြားဂျိန်းတွေဘာတွေလေ့လာဘူးတဲ့သူကစာပေဘက်ကိုဦးစားပေးတယ်15နှစ်လောက်သင်ဒီဂရီတွေဘာတွေကမာစတာဖြစ်ပြီဒါပေမဲ့ဗုဒ္ဓဘာသာမှာစာရီအင်မတန်သင်လို့ဒီဂရီတွေဗတ္တနာဒေါက်တာတွေဘာတွေရချင်ရမယ်အကျင့်မရှိလို့ရှင်အဲ့အတွက်ကြောင့်မို့ကျွန်တော်ကလေ့လာဗုဒ္ဓဘာသာကိုလေ့လာတယ်ဆိုတဲ့အခါမှာကျွန်တော်ပို့ပြီးအားစိုက်ခါတယ်ဘယ်သူကဘလို့ကျင့်လဲဘယ်လောက်ထိသူကျင့်လဲအဲ့လိုမျိုးသူတို့ရဲ့ယာဇဝင်တွေကိုဟိုအခက်ဆက်လေ့လာပြီးတော့မှအဲ့ဒီအကျင့်ပိုင်းကိုလည်းကျွန်တော်တို့ကကျင့်ရတယ်မကျင့်လို့ရှင်ဘယ်တော့မှအဲ့ဒီလူနာလေးကမလေ့လာဘာကြောင့်မို့လဲဆိုသူကိုယ်တိုင်မှမကျင့်တော့အတွေ့အကြုံမရှိဘယ်တော့မှကောင်းတက်ဘယ်တော့မှကောင်းနက်တင်ပြနိုင်မှာမဟုတ်ဘူးကွာပြောတဲ့စကားလုံးနဲ့မှန်နေတာမဟုတ်ဒါလေးကျရင်သူတို့ရဲ့အတွေးခေါ်တွေပေါင်းဆက်ထားတာတွေရှိတယ်နော်အဲ့အတွက်ကြောင့်မို့အဲ့ဒါဒီမြန်မာပြည်ကလူတွေကြောက်အကုန်လုံးမျက်လုံးမိတ်ပြီးယုံလိုက်ကြတာဟိုဘိုးဘေးပြင်လက်ဆင့်ကမ်းလာတဲ့စကားလုံးတွေဆိုရင်လေဟိုအဲ့ဒါရှေးလူကြီးတွေပြောခဲ့တဲ့စကားဆိုအဲ့ဒီရှေးလူကြီးတွေပြောခဲ့တဲ့စကားဆိုတဲ့ခေါင်းစဉ်အောက်မှာမျက်လုံးမိတ်ပြီးယုံကြတာ
အဲ့ဒါဆိုလို့ရှင်ကိုပြန်ပြီးမျက်လုံးပိတ်လိုက်တာ ਨੇ အတူတူပဲโอเคနောက်တစ်ခုခန္ဓာကိုယ်ရဲ့ငြိမ်နေမှတရားထိုင်တာဖြစ်တယ်ခန္ဓာကိုယ်ကငြိမ်မှဝိပဿနာဖြစ်တယ်လို့ပြောရှင်တဲ့လူတွေကိုကျွန်တော်ပြောပြပေးမယ်တချို့လူတွေကတော့ yes ခန္ဓာကိုယ်ရောက်တော့အင်မတန်ငြိမ်သက်နေတယ်ဒါပေမဲ့စိတ်ကဟို green မော်ရောက်ရှင်ရောက်နေတာဟိုထမင်းစားကန်းနဲ့ရောက်ရှင်ရောက်နေတာနော်ဟိုဖုန်းထဲကိုရောက်ရှင်ရောက်နေတာအဲ့လိုလူတွေကြောက်ဘယ်လိုလုပ်မလဲအဲ့အတွက်ကြောင့်မို့တရားထိုင်နေဆိုတာကအင်မတန်နှက်နေတယ်အပေါ်ရင်ကြည့်ပြီးသူများကိုဆုံးဖြတ်လို့မရသူများကိုရှူးရှူးချဲချဲလုံနေလို့လေတော့ပြီးကဲ့ရဲ့လို့မရတယ်လို့ထိုင်ပြီးငြိမ်နေတိုင်းလဲတွားပြီးတော့မှအထင်ကြီးလို့မရဘူးအဲကြောင့်မို့ကျွန်တော်ကဗုဒ္ဓဘာသာကိုလေ့လာတယ်ဆိုတဲ့အခါမှာအကျင့်ပိုင်းမှာလည်းနဲ့နေတဲ့လူတွေရှင်းနေလေ့လာတာဖြစ်တယ်နောက်တစ်ခုကျွန်တော်တရားထိုင်နေဆိုတဲ့အခါမှာအသက်ရှူတာမြန်တာပေါ့ကွာမြန်တဲ့အခါကျတော့သူကပြင်စီရှင်တာကျွန်တော်ပြင်စရာမလိုဘူးဒီဒါကြီးကိုမမဟုတ်တာဒါကြီးကိုမဟုတ်တာကိုလို့ကတ်နေတဲ့လူတွေဆိုရင်တော့ပြင်စရာလုံးမှာပေါ့အော်မိုင်းရောငါခန္ဓာကိုယ်ကြီးကနှစ်ရှိတွေထွက်လာပြီငါခန္ဓာကိုယ်ကြီးကဘလို့တွေဖြစ်နေပြီငါအသက်ရှူရင်မြန်နေပြီငါနဲ့ကဲ့တဲ့လူတွေအတွက်ကတော့ပြင်စရာလုံးမှာပေါ့အဲ့ဒီအချိန်မှာကျွန်တော်ကငါမရှိဘူးကွာတိတ်နေတာလဲငါမဟုတ်ဘူးဟိုက်စကိကဘလာတော့လေချောင်းဝင်နာလိုက်တာအဲ့ဒီတိတ်နေတာလဲငါမဟုတ်ရှူနေတာလဲငါမဟုတ်အဲ့အတွက်ကြောင့်မို့ပြင်စရာမလိုအဲ့ဒီအချိန်မှာတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကဒါပြောက်တောက်တွေဖြစ်နေတာစိတ်ထဲမှာအင်မတန်အေးချမ်းနေဘဝင်လို့ခေါ်တာပေါ့နော်သူတို့ကတော့ကျွန်တော်ဘဝင်လို့ပြောအဲ့ဒါမှအင်မတန်အေးရှမ်းနေရပဲအဲ့ဒီအေးရှမ်းတာကဘာနဲ့မှမတူအဲ့အတွက်ကြောင့်မို့ကျွန်တော်ကိုလေဒုံနဲ့လာရိုက်ပြီးတော့မှမင်းတရားမထိုင်နဲ့လို့ပြောလဲမရတော့ဘူးအခုချိန်မှာကျွန်တော်တရားထိုင်တော့အင်မတန်ဆွဲသွားတယ်ဘာကြောင့်မို့လဲဆိုရင်အဲ့ဒီနာမှာဘဝင်လေးရှိတယ်ကွာအရန်အေးရှမ်းတာအဲ့ဒီအေးရှမ်းတာကအခုထိုင်နေအခုအေးရှမ်းတာမဟုတ်တော့2ရက်3ရက်လောက်ထိကိုအေးရှမ်းတာလမ်းလျှောက်လဲအေးရှမ်းနေဘလို့အရတာမန်းကိုမသိဘူးကွာနော်အဲ့အတွက်ကြောင့်မို့အပေါ်ရင်ကြည့်ပြီးမဆုံးဖြတ်ပါနဲ့အခုကကျွန်တော်အလုပ်ထဲမှာမလို့တော့အဲ့တော့ကျွန်တော်ကတော့ဆက်ပြီးရှူရမှာပဲဖြစ်တယ်ကိုကရှူမတမာရီရတဲ့လူမျိုးဖြစ်တဲ့အတွက်တန်တရားနဲ့မလွတ်သေးသေးတော့ရှူမှာပဲရှေ့လျှောက်လဲဆက်ပြီးရှူအောင်တော့မှာပဲเนาะအဲ့အတွက်ကြောင့်မို့အရက်မရှူဘဲနဲ့တမာရီရတဲ့လူတွေဆိုတော့ yes အမေမွေးကလေးပါလာတဲ့လေနဲ့ဒီလိုမျိုးလေးပဲတဘာဝလေအတိုင်းရှူပေါ့เนาะအဲ့လိုလူဆိုရင်တော့အားကြတယ်ပေါ့เนาะအဲ့လိုလူဆိုရင်တော့သူတို့တမာရီကောင်းတာပေါ့ပါရမီပါတဲ့လူတွေပေါ့เนาะတို့ပေမဲ့ကိုကအဲ့လိုပါရမီမပါတဲ့လူဖြစ်တဲ့အတွက်ရှူရမယ်အဲ့တော့ဘယ်သူဘာပြောရှေ့လျှောက်လဲရှူမှာပဲဖြစ်တယ်